ဒီနေ့ပဲကြိုးစားဖို့လုပ်ပါလက်ဖြင့်မရွှေ့ပါနဲ့အခုပဲလုပ်ပါပြောနော်အခုပဲလုပ်အချိန်ရွှေ့မနေနဲ့အခုပဲလုပ်ဘာဖြစ်လို့လဲကောဇင်ညမရဏံသူဝေလက်ဖြင့်ကအသက်ရှင်အောင်မလားသေအောင်မလားဘယ်သူသိလဲဘယ်သူမှမသိဘူးမသိဘူးမသိနိုင်ဘူးကောဇင်ညမရဏံသူဝေလက်ဖြင့်ကမှသေမလားရှင်မလားမသိဘူးနောက်ကျသွားနိုင်တယ်လူတွေကတော့ပြောကြတာ tomorrow will be too late နော်အတရားသဘောနဲ့ကြည့်ရင်တော့အဲ့ဒါ too late ပဲနော်သိနောက်ကျသွားပြီကောဇင်ညမရဏသူဝေဘာဖြစ်လို့တော့ဆိုအကြောင်းပြတော့နာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာတေခြင်းတရားကသူ့ရဲ့လက်နဲ့တွေသူ့ရဲ့စစ်တီဖို့ပါလေတေခြင်းတရားမှာသူ့ရဲ့အတိုင်းဝိုင်းကအမတမကြီးမားတယ်တဲ့သူ့ရဲ့လက်နဲ့တွေကအမတများတယ်လူစားသေးဘူးအများတယ်ပေါ့ကားတိုက်ပြီးတော့လည်းသိနိုင်တယ်အက်ဆီဒင့်နဲ့လည်းသိနိုင်တယ်လေဖြတ်ပြီးတော့လည်းသိနိုင်တယ်ဘာတွေနှလုံးသွေးကြောအုံနောက်သွေးကြောပေါက်တာတို့နှလုံးပိတ်သွားတာတို့မျိုးစုံပဲပေါ့သိခြင်းအကြောင်းတွေအများကြီးရှိတယ်သိစရာအကြောင်းတွေအများကြီးရှိနေတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားခဏပဲလောက်ပါလို့ပြောသိခြင်းတရားနဲ့သင်္ကရလို့ခေါ်တယ်ချိတ်ဆက်လို့မရဘူးတဲ့ချိတ်ဆက်လို့ထားတာမရှိလူဆိုလို့ရှိရင်လူကပတ်စံပေးထားပြီဒီတရက်တော့စောင်းမအောင်လို့ပြောလို့ရလက်ထိုးထားရင်လည်းရပတ်စံပေးထားတယ်လက်ထိုးထားတယ်တနည်းအားဖြင့်ခင်မအောင်မိတ်ဆွေဖွဲ့လို့လည်းရရွှေ့လို့ရသိခြင်းတရားကအဲ့လိုလက်ထိုးလို့လည်းမရဘူးမိတ်ဆွေဖွဲ့လို့လည်းမရဘူးကဲတလောက်ဆိုရင်ငါအနိုင်တိုက်မယ်သိခြင်းတရားကိုတွန်းလှန်မယ်ဆိုပြန်တော့လည်းမရဘူးနော်အင်အားကိုသုံးချပြီးတော့တွန်းလို့လည်းမရဘူးချော့လို့လည်းမရဘူးဆိုလိုကချော့လို့လည်းမရရှော့လို့လည်းမရဘူးသိခြင်းတရားကိုချော့လို့လည်းမရဘူးချော့လို့လည်းမရဘူးလို့ဆိုလိုတဲ့အဓိပ္ပာယ်နာဟိနောသင်္ကရံတေနမဟာသေနေနများသောစစ်တီဘိုးပါအတိုင်းဝိုင်းရှိတယ်ထိုသင်မင်းနဲ့ချိန်ချက်လှုပ်ဆောင်မှုဆိုမဖြစ်နိုင်ဘူးတဲ့မဖြစ်လို့မရဘူးတဲ့ဒါကြောင့်မို့ခဏပဲလှုပ်ပါလို့ပြောအဲ့ဒီမှာမြတ်စွာဘုရားဧဝံဝိဟာရိအတ္တပိဟောရတ္တမတ္တန္တိတံအဟောရတ္တမတ္တန္တိတံအတ္တန္တိတဆိုမပြင်းမရအဟောရတ္တနေရောညရောအချိန်ပြည့်အခုလို့ကြိုးစားအထုတ်ပြီးဝိပဿနာအလုပ်ကိုကြိုးစားအထုတ်နေရောညရောမနာမနေကြိုးစားအထုတ်ပြီးတော့နေတယ်ဆိုတဲ့ပုဂ္ဂိုလ်ကိုတဲ့တံဝေပဋိကာရတောတိတန်တော်အစိတ်ကတိမူနီတကယ်ကိုအသိဉာဏ်ရှိတဲ့သူတော်ကောင်းတွေကသူတော်ကောင်းကမြတ်စွာဘုရားကအကောင်းဆုံးသောညတညရှိသူညကိုဥတည်ပြောတာပါအကောင်းဆုံးသောရက်တရားထုတ်တဲ့ရက်ဒီအကောင်းဆုံးသောရက်နော် the best day ဒီday မဟုတ် the best day အကောင်းဆုံးနေ့နော်အကောင်းဆုံးသောနေ့ရှိတယ်လို့ပြောတာအကောင်းဆုံးသောရက်အကောင်းဆုံးသောနေ့ကိုယ့်အတွက်မှာဝိပဿနာလုပ်တဲ့ချိန်ဟာအကောင်းဆုံးသောချိန်အကောင်းဆုံးသောနေ့အကောင်းဆုံးသောရက်ညဆိုရင်အကောင်းဆုံးသောညရှိသူလို့